ပရိသတ်ကြီးမနက်ဖြန်မှာမွေမလက်ဝှေ့ကျော်၄ယောက်ပွဲကျန်းတော့မယ်ဗျို့မနက်ဖြန်ဇန်နဝါရီ23ရက်မြန်မာစံတော်ချိန်ညနေ6နာရီတိတိမှာရှင်ပြိုင်ကြမဲ့ One Friday Fights 139ပွဲစဉ်တွေအတွက်ရင်ခုန်စရာအကျိုးသုံးသက်ချက်နဲ့နိုင်ချေရှိသူတွေကိုအခုပဲခံမှန်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနံပါတ်1ကတော့ပရိသတ်တွေစမြော်နေတဲ့ main event စိုးလင်းဦးနဲ့ထိုင်းကစားသမား Warapon တို့ရဲ့ပွဲပါပဲပြောရင်တော့ဒါဟာပွဲကြီးပွဲကောင်းတစ်ပွဲပါစိုးလင်းဦးအနေနဲ့ One Championship မှာ3ပွဲဆက်ရှုံးထားတဲ့အတွက်ဒီပွဲကသူ့အတွက်အသက်တမျှအရေးကြီးနေပါတယ်သူရဲ့အားသာချက်ကတော့အားလုံးတီးတဲ့အတိုင်းတမနီလူသားလို့တင်စားရလာအောင်မာကျောတဲ့ခံနိုင်ရင်းနဲ့အလဲထိုးတတ်နိုင်တဲ့လက်တီးတွေပါပဲဒါပေမဲ့တစ်ဖက်ကထိုင်းကစားသမား Warapon ကတော့အသက်23နှစ်ပဲရှိသေးပြီးဘဲ white cut ချက်ဒူးတိုက်ချက်တွေကောင်းမွန်တဲ့စောက်ပေါ်ကစားသမားဖြစ်ပါတယ်သူကစိုးလင်းဦးလို့အမောမခံပဲဝင်လုံးမဲ့သူမျိုးကိုအကွာအဝေးထိန်ပြီးပညာသားပါတံပြန်တိုက်စစ်စင်ဖို့ပြင်ဆင်လာမှသိကြပါတယ်နိုင်ချေကိုကြည့်မယ်ဆိုရင်တော့နီးပညာနဲ့အမှတ်အရ Warapon ကတာသွားနိုင်ချေပုံများပါတယ်ဒါပေမဲ့စိုးလင်းဦးသာပထမအခီတွေမှာအလဲထိုးနိုင်မယ်ဆိုရင်တော့ရလက်ပြောင်းသွားနိုင်ပါတယ်ဗျာကဲဒုတိယပွဲကတော့စလိုင်းထန်ခီရှိနဲ့ရော့ဦးတော်မှာစလိုင်းဖာပထမပွဲဦးထက်မှာရှုံးနှိမ်ထားတဲ့အတွက်ဒီပွဲမှာနိုင်ပွဲပြန်ရှာဖို့အရန်ကိုလိုအပ်နေပါတယ်ပြိုင်ဘက်ရော့ဦးတော်ကတော့ဝမ်းမှာအတွေ့အကြုံ၄ပွဲရှိပြီးနှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်ပိုင်းဆိုင်ထားသူပါဝမ်းရထိုးဝမ်းရတွေ့အကြုံရပြောရရင်တော့ရော့ဦးတော်ကပိုးသားပါတယ်နိုင်ချေရရော့ဦးတော်ကအတွေ့အကြုံတာလွန်မှုကြောင့်နိုင်ချေပိုများပင်ပဲကျွန်တော်ကတော့စလိုင်းထန်ခီရှိကိုပိုချိုက်ပါဗျာဆယ်လဘီတတိယပွဲကတော့နေရိုင်းနဲ့ခွန်ဆွတ်ပါနေရိုင်းတော့ဒါဟာ1ပွဲဥထော်ဖြစ်ပါတယ်ပြိုင်ဘက်ခွန်ဆွတ်ကတော့ One Friday Fights မှာ12ပွဲအထိထိုးထပ်ထားမှုတဲ့ဝါရင်ကစားသမားကြီးဗျအတွေ့အကြုံပိုင်းကွာဟချက်ရမ်းကြီးမားနေတာကြောင့်နေရိုင်းအနေနဲ့တတိထားရှင်ပြိုင်ရမှာပါဒီဘက်မှာတော့ဝါရင်ကစားသမားခွန်ဆွတ်ကနိုင်ကြီးအများကြီးပိုရှိပါတယ်နောက်ဆုံးအနေနဲ့ကျော်စွာဝင်းနဲ့ဂျပန်ကစားသမားမူကာပါကျော်စွာဝင်းဟာဖီတွင်းမှာနာမည်ရထင်သားဖြစ်ပေမဲ့1မှာတော့ပွဲဥထွက်ပါမူကာဟာမြန်မာကစားသမားတွေနဲ့မစိမ့်ပါဘူးအဲမွေကိုရှုံးထားပေမဲ့ဇူပါရီချမ်းကိုအနိုင်ယူထားဘူးသူဖြစ်ပါတယ်မြန်မာကစားသမားတွေရဲ့ကစားပုံကိုကောင်းကောင်းရင်းနှီးစားဖြစ်ပါတယ်ဒီပွဲနိုင်ချေကတော့50-50ပါပဲဒါပေမဲ့မူကာက1မှာအတွေ့အကြုံရှိထားတဲ့အတွက်နိုင်ချေအနှဲငယ်ပိုတာနိုင်ပါတယ်ဗျာခြုံငုံသုံးတရားရင်တော့မြန်မာကစားသမား4ယောက်လုံးတို့ပွဲကတော်တော်လေးကြက်နေပါတယ်အထူးသဖြင့်ပြိုင်ဘက်တွေက1အတွေ့အကြုံရင့်ထိုင်းနဲ့နိုင်ငံခြားကစားသမားတွေဖြစ်နေလို့အသေးအံကျူးစားရမယ်ပွဲစဉ်တွေဖြစ်ပါတယ်ကဲစိုးလင်းဦးစလိုင်းနေရိုင်းနဲ့ကြော်စွာဝင်းတို့အတွက်ဝိုင်းရံမဲ့သူတွေရှိလားခင်ဗျာအားပေးမဲ့သူတွေ comment မှာအသေးလေးတွေပေးသွားပါအောင်နော်အားလုံးပဲရင်ခုန်စွာနဲ့အတူတူဝိုင်းရံအားပေးလိုက်ကြအောင်ဗျာ MMA One Championship နဲ့ UFC ပွဲတွေအကြောင်းအမြဲတမ်း update သိချင်ရင်သုံးသက်ချက်တွေနားထောင်ခြင်းရင်အခုပဲ join ထားလိုက်တော့နော်နောက်ချက်ပွဲကောင်းတွေရဲ့သုံးသက်ချက်ဗီဒီယိုတွေမလွတ်သွားရအောင် MMA Sport Play မြန်မာကို follow လုပ်ထားဖို့မမေ့နဲ့နော်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင် Facebook ကို like and follow လုပ်ထားပါ YouTube ကို subscribe လုပ်ထားပါတငယ်ချင်းတွေသိအောင် share ပေးပါအောင်